အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Oni ချမ်းမိုက်ဖြစ်ပါတယ်ဒီနေ့တော့ channel ကို hyper အနေနဲ့ကင်ပြီးဆက်ပြရမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဖို့တောင်းဆိုချင်ပါတယ် Diamond 100တန် season skin limited special skin လေးကတော်လေးကိုကင်လို့ကောင်းပါတယ်ပြီးရတဲ့ Diamond နဲ့လုံးဝတန်လို့ဝယ်ယူသင့်ပါတယ်မချစ် player တွေမတယောက်နဲ့ကျွန်တော်တို့ channel player တွေမှာတော်လေးကိုကြိုက်လို့ဝယ်ယူထားပါတယ် skin effect တွေကလည်း Diamond 100တန် skin နဲ့ light on လုံးဝလန်ထွက်ပြီးတော့လှနေပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်ဟာ Diamond 100တန် channel skin လေးနဲ့ရှေ့ကိုကြမ်းပေးထားပါတယ်Diamond 100နဲ့ Chang'e ရဲ့ limit special skin လေးကိုရှာတော့ဝယ်ထားဖို့အကြံပေးချင်ပါတယ်။ Chang'e ရဲ့ Diamond 100တန် skin လေးကိုဘယ်လိုဝယ်ရမလဲဆိုတာမသိရသူတွေအတွက်ကျွန်တော်ရှင်းပြပေးထားပါတယ်။အားလုံးပဲအဆုံးထိကြည့်ပေးကြပါဦးခင်ဗျာ။ Chang'e ရဲ့ season 30 special skin လေးဟာဆိုရင်ယခု season 30ကာလအတွင်းမှာ Diamond Ferret Chat 100ဖြည့်ရုံနဲ့ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ 86% discount ချပေးထားတဲ့အတွက် Diamond 100နဲ့ရတော့ဝယ်ထားကြပါလို့အကြံပေးချင်ပါတယ်။